ကစားရင်းနဲ့ဘာကိုသွားစဉ်းစားမိလဲဆိုတော့ professional ပေါ့နော် professional စာရန်ချိတ်ချင်တယ်တစိတ်ကတ်ချင်တယ်ဟေ့ဆိုရင်ကို professional ဖြစ်အောင်မြင့်တင်ရတယ်ဘာဖြစ်လို့ဒီစကားလေးပြောတာလဲဆိုတော့စော့နေရင်လည်းသွားပြီးတော့တခုတတိသွားရတာအဲ့ဒါဘာလဲဆိုတော့အတိတယောက်ပေါ့လေသူအတိတယောက်ကသူစပိန်ပြင်တယ်သူကစပိန်ပြင်တယ်သူစပိန်ပြင်တဲ့ပုံကိုကြည့်လိုက်တဲ့ကွာသူဘယ်လိုပြောမလဲတဝင်းတစ်ခါအတွက်တော့သူရှာဖွေလို့ရတယ်ဒါပေမဲ့သူကဒီဘိန်းဘာဘိန်းလဲဆိုတော့သူမသိဘူးတစ်ချက် professional မဟုတ်ဆိုပြောတာနော်ဒါပေမဲ့ तू ကလူကမတမ်းဟိုသူစီလာတဲ့လူတွေကမတတ်မပန်နဲ့ तू ကသူ့ကိုယ်သူ professional လို့သတ်မှတ်ချင်တာသတ်မှတ်တာပေါ့အဲ့ဒီ professional ဆိုတဲ့စာလုံးတော့ तू မပေါင်းတတ်ဘူးအဲ့တော့ဆိုတော့ तू ကဒီစပိန်တစည်းကနေပြီးတော့တချို့ပစ္စည်းတွေဖြုတ်ပြီးွားရင်ပြန်မတတ်ဘူးဒါမလိုပါဘူးဆိုပြီး तू ဖြုတ်ပြီးယူထားတယ်ပြန်လည်းမပေးဘူးနော်ယူထားတာအဲ့တော့ဒီလူကဒီလောကမှာဒီလိုလူများပစ္စည်းဖြုတ်ယူထားတယ်ဆိုတာအကျင့်မကောင်းအဲ့လိုတော့အောင်နော်အကျင့်မကောင်းဖြုတ်ထားလိုက်ပြီးဒါမလိုပါဘူးဆိုရင်ပြန်ပေးလိုက်လေမပေးဘူး तू ဖြုတ်ပြီးယူထားတာအဲ့လိုပြီးတော့အဲ့ဒီဟာကို तू တခြားဘိန်းမှာသုံးမယ်ဟေ့ဆိုရင်ရောမသုံးတတ်ဘူးတချို့ဟာတွေကဒီလိုမျိုးဘိန်းမျိုးစားဒီလိုဘိန်းမှာသုံးမှရမယ်ပစ္စည်းရှိတယ်တချို့ဘိန်းမှာသွားထည့်လို့မရဘူးသုံးလို့မရဘူးသူမသိဘူးအဲ့လိုမျိုးပေါ့အဲ့ဒါလေးကိုသွားစဉ်းစားမိတာဟောဒီလူအခုချိန်လောက်ဆိုရင်ရောသူ့ရဲ့အကျင့်တွေကကောင်းသွားပြီလားပြောင်းသွားပြီလားလို့စဉ်းစားနေရင်းနဲ့မှာအဲ့တော့ဒီဂျင်းလောကမှာလည်း trainer တွေရှိတယ်တချို့ trainer တွေကကို trainer လို့ခံယူထားပေမဲ့ trainer မဟုတ်တဲ့လူတွေရှိတယ်ဒီစော့တဲ့ဟာလေးသိအောင်နဲ့ trainer မဟုတ်ဘူးလေနော်လူအပြောင်းလဲပေါ်မှာအလေးအပြောင်းလဲတွေနဲ့ပေးနေရမယ်အစားတော့အများကြီးပဲကွာအများကြီးသိမှ trainer ဖြစ်တာအဲ့ trainer ပဲရှိသေးတယ်နော်ဒါ professional trainer ဖြစ်မလားသေးဘူးအဲ့လိုဆက်ပြီးတော့စဉ်းစားရင်းနဲ့နည်းနည်းလေးအဲ့ဒီ trainer ကိစ္စလေးပါလာတာပေါ့ပါလာတော့အဲ့တော့ကို professional လို့ခံယူခြင်း professional ဖြစ်အောင်လေ့လာပါသင်ယူပါလေ့ကျင့်ပါကြိုးစားပါနာမည်ကြီးကောက်ပြီးတော့ရေးထားလိုက်ရုံနဲ့ professional ဖြစ်မသွားဘူးအဲ့ဒါပြောချင်တာပါတကယ်လို့ okay